တန်ဃာတော်တွေပြန်လွန်တော်မူသွားရပေမယ့်ကလေးဖြစ်နေလို့ရေးယူဖို့ခက်ခဲနေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကလမ်းဘေးတိုင်းစီစနစ်တကျကြွချီလာတဲ့တန်ဃာတော်တွေကိုအင်စည်းကားတစ်စီးဟာဝင်ရောက်ထိခိုက်မိခဲ့တဲ့ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်မမျှော်လင့်ပဲဖြစ်ပွားခဲ့တဲ့ရှင်မတော်တဆမှုကြောင့်တန်ဃာတော်10ပါးတိတိပြန်လွန်တော်မူခဲ့ပါတယ်နိုင်ငံတော်လုံးကပြည်သူတွေအတွက်တော့တကယ်ကိုဖြည့်ဆည်းရခက်တဲ့ကြီးမားသောဆုံးရှုံးမှုကြီးပါပဲ။ဒါပေမဲ့ဒီဖြစ်စဉ်ရဲ့နောက်ကွယ်ကစုံစမ်းသိရှိရတဲ့ချက်လက်တွေကတော့ပိုပြီးစိတ်မကောင်းစရာကောင်းတယ်လို့အားသင့်စရာလည်းကောင်းနေပါတယ်။ဒီဖြစ်ရမှာအားလုံးကိုတုန်လှုပ်သွားစေခဲ့တဲ့အဓိကချက်ကတော့အဆိုပါရင်ကိုမောင်းနေလာသူကအသက်17နှစ်အရွယ်ကလေးငယ်တူဖြစ်နေတာပါပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးကလေးရဲ့အုတ်ထိန်သူဘွားဖြစ်သူကနဦးထွက်ဆိုထားတာရှိပါတယ်။သူမရဲ့ဆိုရကလေးကကားလုံးဝမမောင်းတတ်ကြောင်းအခင်းဖြစ်တဲ့နေ့ကအမှတ်မထင်ကားပေါ်တက်ပြီးဇွန်မောင်းထွက်သွားတာကြောင့်သူမကိုယ်တိုင်ရဲတပ်ဖွဲ့ကိုကူညီလန်းတောင်းခဲ့ရကြောင်းဆိုပါတယ်။ဒါပေမဲ့ပတ်ဝန်းကျင်အိမ်နီးနားချင်းတွေရဲ့မျက်မြင်သက်သေထွက်ဆိုချက်တွေကတော့အဖွားဖြစ်သူရဲ့စကားနဲ့လုံးဝကိုတက်တက်ဆင်အောင်လွဲမားနေပါတယ်။အိမ်နီးနားချင်းတွေရဲ့ဆိုရင်ဒီကလေးကကားမမောင်းတက်တာလုံးဝမဟုတ်ပါဘူး။နေတိုင်းလိုဖွားဖြစ်သူဈေးသွားရင်ကားနဲ့လိုက်ဖို့ပေးနေကြလို့ဆိုပါတယ်။ပိုပြီးစိတ်မကောင်းစရာကောင်းတာကအခင်းဖြစ်တဲ့နေ့မှာကလေးငယ်ဟာဂိမ်းစော်နေရင်စိတ်ဆိုးဒေါသထွက်လာကအင်အားကောင်းကိုအတင်းယူမောင်းထွက်သွားရကနေအခုလိုပြုပြင်လို့မရတဲ့အမားကြီးကိုကျူးလွန်မိသွားတာပဲဖြစ်ပါတယ်။ကလေးတယောက်ရဲ့စိတ်လိုက်မှန်ပါလို့ရလေးတစ်ခုဟာတန်ဃာတော်စေပါးရဲ့တက်ကိုထိခိုက်စေခဲ့တဲ့အထိကြီးမားလာပါတယ်။ခုချိန်မှာပူလောင်ဆုံးနဲ့ပြည်သူတွေကြားညှင်းပန်းစရာအကောင်းဆုံးကိစ္စကတော့ဥပဒေကြောင့်ရရေးယူဖို့ခက်ခဲနေတဲ့ချက်ပါပဲ။တန်ဃာတော်စေပါးတိတိပြန်လည်တော်မူခဲ့ရတဲ့ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပေမဲ့ကျူးလွန်သူဟာဥပဒေရတတ်မပြည့်သေးတဲ့17နှစ်အရွယ်ကလေးငယ်ဖြစ်နေပါတယ်။ဒီစဲဥပဒေတွေအရအရွယ်မရောက်သေးသူတွေကိုပြစ်မှုကြောင့်ရရေးယူဖို့ကန့်သက်ချက်တွေကင်းလွတ်ခွင့်တွေအများကြီးရှိနေတာကြောင့်ဒီမှုဟာထိရောက်တဲ့ပြစ်ဒဏ်မရှိဘဲဂွင်းလုံးကျွလွတ်မြောက်သွားနိုင်တဲ့အခြေအနေမျိုးစီကိုဦးတည်နေပါတယ်။ဒါဥပဒေရဲ့လွယ်အချက်လားသို့မဟုတ်တရားမျှတမှုကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့ကြီးမားတဲ့မေးခွန်းကြီးတစ်ခုဖြစ်လာပါတယ်။တချို့ကလည်းကလေးကိုထောင်ချတဲ့နယ်လို့ဆိုတယ်လို့တချို့ကလည်းလူငယ်ပြည့်ပြည့်စကန်ကိုပို့တဲ့နယ်လို့ဆိုပါတယ်။ကလေးကတော့လုံလိုက်ပေမဲ့တန်ဃာတော်တွေကတော့ပြန်လွန်တော်မူသွားပါပြီ။ဒီနေရာမှာမေကွန်းထုတ်ဆရာဖြစ်လာတာကကလေးတယောက်ရဲ့အမှားအတွက်ဘယ်သူမှတာဝန်ရှိဆုံးလဲဆိုတာပါပဲ။အသက်မပြည့်သေးတဲ့ကလေးကိုရင်မောင်းနေခွင့်ပြုထားတဲ့အုတ်ထင်းသူတွေရဲ့တာဝန်မဲ့မှုလား။ဂိမ်းတို့ကျော်စောကစားမှုကြောင့်ကလေးရဲ့စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းအားနည်းလာတာကိုတတိမပြုမိတဲ့မိသားစုရဲ့အားနည်းချက်လား။အန်ဒီရရှိနိုင်တဲ့ကားတုံးလိုပစ္စည်းမျိုးကိုကလေးလက်လန်းမိတဲ့နေရာမှာထားရှိမှုလား။ဥပဒေမှာကွက်လက်တွေရှိနေနိုင်ပေမဲ့ကိုချင်တရားနဲ့အုတ်ထင်းမှုတာဝန်ယူမှုအပိုင်းမှာတော့မိဘတွေအနေနဲ့လင်းရင်ခွင့်မရှိပါဘူး။ကြီးမားတဲ့ဆုံးရှုံးမှုကြီးအတွက်တရားခံကလေးဖြစ်နေလို့ရေးယူဖို့ခက်ခဲနေတဲ့ဒီဥပဒေရေးရာကြက်တဲ့နဲ့အုတ်ထင်းသူတွေရဲ့ကိစ္စအပေါ်ပြည်သက်ကြီးတို့အနေနဲ့ရောဘယ်လိုသုံးသပ်မိပါလဲရှင်။